ဇီဒန်နဲ့မက်ဆီတို့ရဲ့အင်တာဗျူးတခေတ်တစ်ခါကကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားတဦးဖြစ်ခဲ့တဲ့ဇနဒီဇီဒန်နဲ့မျက်မှောက်ခေတ်ဘောလုံးလောကရဲ့ဂုတ်တစ်ပါးဖြစ်သူလီယိုနယ်မက်ဆီတို့ဟာAdidas ကစီစဉ်တဲ့အင်တာဗျူးတစ်ခုမှာအခုလိုပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ဇီဒန်ကပြောတယ်မက်ဆီရေမင်းကသူများထက်အမြဲတမ်းတစ်ခွက်ကြိုမြင်နေတဲ့သူငါကသူများထက်တစ်စက္ကန့်ကြိုမြင်နိုင်ခဲ့သူဆိုရင်မင်းက3စက္ကန့်လောက်ကြိုမြင်နေတာဒါကြောင့်ပဲမင်းကသူများထက်အမြဲတမ်းနှာတပြားတာတဲ့ကစားသမားဖြစ်နေတာမက်ဆီကပြန်ဖြေတယ်အခုလိုပြောတာခမားရှေ့မှာရောက်နေလို့ပြောတာမဟုတ်ဘူးဆိုတာကြိုပြောပြစီကျွန်တော်အရင်ကတည်းကခဏပြောဦးပါတယ်ကျွန်တော်ခမားရဲ့ကစားပုံကိုအရန်ကြိုက်ပါတယ်ခမားကစားတဲ့ပွဲတွေကိုလည်းခဏကြည့်ခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်ကဘာစီလိုနာကစားသမားခမရကရီယေကဆိုတော့နည်းနည်းတော့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်တကယ်ပါခမရကအမှုပညာစံတယ်မှော်စံတယ်ဇီဒန်ကမက်ဆီကိုမေးခွန်းတစ်ခုမေးခဲ့တယ်ကမ္ဘာဖလားဖိုင်နယ်နဲ့ချန်ပီယံလိဂ်ဖိုင်နယ်ဘယ်တစ်ခုမှာဂိုးသွင်းရတာပိုကောင်းလဲလို့မေးခဲ့ပါတယ်မက်ဆီကပြန်ဖြေတယ်ဘယ်မှာဖြစ်ခံစားရတာကောင်းပါတယ်ဒါပေမဲ့ကမ္ဘာဖလားဖိုင်နယ်မှာသွင်းရတဲ့အရာကဘာနဲ့မှမလဲနိုင်ဘူးကမ္ဘာဖလားရဲ့အနှစ်သာရကြောင့်လို့ပြောရမှာပါဇီဒန်ကထောက်ခံတယ်ဟုတ်တယ်မင်းကမ္ဘာဖလားဖိုင်နယ်မှာတွင်းထားပြီးပြီဆိုတော့အဲ့ဒီကိုကအကောင်းဆုံးပဲပေါ့မက်ဆီကပြန်ပြောတယ်ဟုတ်တယ်ကမ္ဘာဖလားပိုလူပွဲမှာဂိုးသွင်းရတဲ့ခံစားချက်ကိုကျွန်တော်တို့နှစ်ယောက်လုံးသိပါတယ်ဇီဒန်ကအမှန်ပဲဒီရတာထက်ပိုကောင်းတဲ့အရာဘာမှမရှိတော့ဘူးဆိုပြီးထောက်ခံလိုက်ပါတယ်ဇီဒန်နဲ့မက်ဆီဟာပြိုင်ဘက်ဖြစ်ဆုံမှုကြတယ်ဒါပေမဲ့စပွဲတစ်ခုမှာအတူထိုင်ပြီးစကားလက်ဆုံတော့မကြခဲ့ဘူးကြဘူးနှစ်ယောက်လုံးကဘောလုံးလောကရဲ့အကြီးမားဆုံးပုံရိပ်တွေဒီတော့အကောင်းဆုံးကစားသမားနှစ်ယောက်ကိုစကားဝိုင်းတစ်ခုဖန်တီးပေးဖို့လိုပါတယ်မဟုတ်ရင်ရိုင်းရကြပါလိမ့်မယ်ဒါကြောင့် Adidas ကဒီကိစ္စအတွက်စီစဉ်ခဲ့ပါတယ် Adidas က2023နိုဝင်ဘာမှာသူတို့နှစ်ယောက်စကားလက်ဆုံပြောခွင့်ရဖို့ဖန်တီးခဲ့ပါတယ်ဇီဒန်နဲ့မက်ဆီဟာကမ္ဘာဖလားဖိုင်နယ်ရောချန်ပီယံလိဂ်ဖိုင်နယ်မှာပါဂိုးသွင်းပြီး MOTM ရဖို့တဲ့ကစားသမားတွေလည်းဖြစ်ခဲ့ကြပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးသတင်းတွေကိုဖတ်ရှုနားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ Purposes account လေးကို follow လုပ်ဖို့မမေ့ကြပါနဲ့အောင်နော်နာတော်တာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာလို့ဘေးရန်အန္တရာယ်ပေါင်းမှကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်